IT man ပြောပြမယ် Wi-Fi ချိတ်တဲ့အခါနာမည်တူတူနဲ့နောက်မှာ 5G ဆိုတာလေးပါနေတာတွေ့ဘူးလားဘယ်အချိန်မှာဘယ် line နှုန်းကိုသုံးရမလဲဆိုတာညီလေးတို့သိထားဖို့လိုပါတယ်2.4 GHz line နှုန်းဟာအကွာဝေးဝေးရောက်ပြီးနံရံတွေကိုကောင်းကောင်းဖြတ်နိုင်ပေမဲ့အမြန်နှုန်းနှေးပါတယ်5 GHz ကတော့အမြန်နှုန်းအလွန်မြန်ပေမဲ့အကွာဝေးမဝေးပဲနံရံတွေကိုဖြတ်ရတာခက်ခဲပါတယ်ကိုယ့်ရဲ့အလုပ်လုပ်ရက်ချက်အပေါ်မူတည်ပြီးဤပညာကိုအံဝင်ခွင်ကြားရွေးချယ်တတ်တဲ့အလေးအကျင့်ရှိရင်ညီလေးတို့ဟာစွမ်းဆောင်ရည်အမြင့်ဆုံးရလာမှာပါ router နဲ့နီးနားမှာ game ဆော့မယ်ဗီဒီယိုကြည့်မယ်ဆိုရင်5 GHz ကိုသုံးပါ router နဲ့အခန်းချနေတယ်ဝေးနေတယ်ဆိုရင်တော့ line မပြတ်ဖို့2.4 GHz ကိုသုံးတာအကောင်းဆုံးပါပဲအားသာချက်ကတော့အခြေအနေရရွေးသုံးနိုင်လို့အင်တာနက်အမြဲမြန်နေမှာဖြစ်ပြီးအားနည်းချက်ကတော့5 GHz ဟာနံရံတစ်ခုချလိုက်တာနဲ့ line အင်အားတိတိတသာကျဆင်းသွားတာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့စီမှာတကယ့် senior tech mindset ရလာမှာပါဥပမာတာမန်လူက line ကျလို့စိတ်ညစ်နေချိန်မှာညီလေးကတော့ line နှုန်းလေးပြောင်းလိုက်ရုံနဲ့အဆင်ပြေအောင်လုပ်နိုင်မှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်းမှာ IT services တွေလိုအပ်ရင်ကျွန်တော်တို့ IT man ကိုဆက်သွယ်လိုက်ပါနော်